Hello ဘန်မဖြစ်ပါရဲ့ကျွန်တော်ကတော့ဒီနေ့မီလုံးပွဲမှာအောင်လို့ဆိုပြီးတော့ကျွန်တော်ပတ်စံတစ်ထုံမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီရွှေညောင်ပင်ဒီညောင်ကုန်းကြီးပါပါနော်မီလုံးမှာအောင်လို့ဆိုပြီးတော့ကျွန်တော်တို့ပတ်စံတစ်ထုံမှာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်နိုင်ရုပ်ပဲစပြီးတော့တွားနေပါခင်ဗျာအားလုံးပဲလိုက်ပါကြည့်ရှုပေးကြအောင်ခင်ဗျာတောင်းဆိုပါတယ်ခင်ဗျာကျွန်တော်ကတော့ဘန်မဖြစ်ပါရဲ့ဆက်တထိုးအောင်ဖြစ်ပါလေဂျာဒီဦးတူကလည်းအရန်တာရပါခင်ဗျာဖြူခင်းနေရလဲပက်ပက်လည်းမှာဝိုင်းပြီးတော့ကျွန်တော်ဒီနိုင်ရုပ်ရွာကိုသွားတဲ့လမ်းမှာပဲဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေရတော့ဒီရေရှိုးကြီးရွာဖက်နာပဲဖြစ်ပါတယ်ခင်ဗျာဒါတော့လမ်းခွဲတော့မှာဖြစ်ပါတယ်ခင်ဗျာဒီကျွန်တော်တို့လူတွေစောင့်နေတာဖြစ်ပါတယ်ခင်ဗျာဒီရောဒီပါဒီပါဒီကြောင့်လည်းဒီပါမိုင်ပါတော့ခုတော့ဆက်တော့ထိုးနေတာဖြစ်ပါတယ်ဟုတ်တယ်ဖက်တယ်ဟုတ်ဒါတော့ကျွန်တော်တို့ဖုန်ကြီးချောင်းရောက်ရဖြစ်ပါခင်ဗျာကျွန်တော်တို့ဒါပြီးရင်သမင်းစားပါညာလုပ်ပြီးရင်ကျွန်တော်တို့အစံထုတ်ပြီးကျွန်တော်ပြန်ပါရခင်ဗျာဒါတော့ကျွန်တော်လူတွေပျော်ပြီးတော့ကျွန်တော်မောင်ဆိုင်ဘာညာတီးနေကြတော့ဖြစ်ပါရဲ့ခင်ဗျာ
ဒါကတော့နေရုပ်ပွဲမှာရှိရဲ့ဘုံကြီးကျောင်းပဲဖြစ်ပါတယ်ခင်ဗျာဒီဘုံကြီးကျောင်းမှာကျွန်တော်တို့နားမယ်ပေါ့နော်။ဘာညာပေါ့။ခါးရီဘာညာတောက်မယ်ဗျာ။တောက်ပြရနေကျွန်တော်ခဏနေဆိုရင်ဒီးမယ်ပျော်မယ်ကမယ်ကပြရနေကျွန်တော်ပတ်စံထုတ်ပြီးပြန်မယ်ပေါ့နော်။လေဓာတ်တိုက်ရော ဟုတ်ကဲ့အခုဆိုတော့ကျွန်တော်တို့ပြန်နေပေါ့နော်ဘာလို့ဆိုးပြန်လဲဆိုတော့ကျွန်တော်မူးလဲရွာနေညာရွာပြီးတော့ဒါပေမဲ့သူတို့ပြောရတော့မူးအဆူခံပြီးတော့ဘာညာပျော်ကြမယ်ပေါ့ဟိုဒီလုံးဝဲအောင်နေဆိုတော့အခုဆိုတော့ကျွန်တော်တို့ဒီရဲ့ကိုကြီးဘာညာတွေကျွန်တော်တို့နှုတ်ဆက်ပြီးတော့စပြီးတော့ပြန်နေပေါ့နော်ရှေ့မှာကျွန်တော်တို့နောက်မှာကြံနေတဲ့ကားဒီကပတ်စံကျင်းအောင်ပဲပေါ့နော်ကျွန်တော်ရှေ့မှာသွားဆောင်ပါဗျ ဆောင်းမရောဟုတ်ကဲ့ဒါအားကျွန်တော်တို့စောင်းတဲ့နေရာဖြစ်ပါတယ်ကျွန်တော်နောက်ကားတွေကိုကျွန်တော်စောင်းမယ်ပေါ့နော်စောင်းမြရနဲ့ကျွန်တော်တို့ပြန်မယ်ပေါ့နော်ပြန်မယ်ပေါ့ဒါကတော့ကျွန်တော်တက်ဖမ်းမှုသွားနေပါကျွန်တော်ဒီတေဒီကောင်ဘာညာလဲဝါပြောရအားဖြစ်ပါတယ်ကျွန်တော်တို့ကတော့ရှုခင်းနေလည်းရမ်းလာတယ်ဗျာဒီတောတောင်တဘာဝတွေနဲ့ကျွန်တော်ဒီမြူတွေနဲ့မိုးတွေနဲ့ဆိုတော့သွားရလေကျွန်တော်ပြောတယ်ဗျာဒီလိုနေထားတော့ရှိရပါတော့ဟုတ်ကဲ့ဒါကျွန်တော်ပြန်နေပေါ့နော်ပြန်နေပေါ့အားလုံးပဲရမ်းပျော်တယ်ဗျာ လက်ကတည်းကရှိရောဝိုးကျွန်တော်တို့အခုဒီလိုပတ်စံခုံးပြန်လာပြီပေါ့နော်ပတ်စံခုံးပြန်လာလို့နော်တော့အိမ်မောတော့ဒီခုံးပြန်လာပြီပေါ့နော်ဒီမောတော့ခုံးပြန်Bye bye, bye bye. Don't get it out. Bye bye.